ဆုံးတရေပြိုတွေ part 2ကိုတို့ရှိမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲ let's go guys okay ဆိုတော့တဘာဝလုံးဖြစ်ရများပြီဒါတွေကတော့ကျွန်တော်တရေနဲ့ပတ်သက်လာရင်တော့တဘာဝလုံးဖြစ်ရတယ်ပဲ ပါခင်ဗျာတဘာဝလုံးဖြစ်ရစမ်းများ channel ကပြန်လဲကြိုဆိုလိုက်ပါတယ်ပရိသတ်တို့အတွက်ဖြစ်ရမှန်တရေဗီဒီယိုတွေတင်ဆက်ပေးဖို့ချိန်ကြားရောက်လို့လာပြန်ပါပြီခင်ဗျာဒီတစ်ခေါက်မှာလည်းဘလို့ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ဗီဒီယိုတွေတင်ဆက်ပေးဦးမလဲဆိုတာအားလုံးပဲသိကျင်နေကြလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်အရင်ဆုံးကျွန်တော်ရဲ့တဘာဝလုံးဖြစ်ရစမ်းများ channel လေးကို subscribe ပြုလုပ်ပြီးဗီဒီယိုလေးကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်နော် let's go guys number 5 top 5 ဂါဘီယိုဆိုတဲ့မက္ကဆီကိုနိုင်ငံတွေကမျိုးသားတစ်ယောက်ဟာတရက်မှာတော့သူ့ရဲ့မွေးရမြေကိုပြန်လာခဲ့ပါတယ်သူဟာတဘာဝလုံးဖြစ်ရတဲ့ကိုရှာဖွေသူတစ်ယောက်ဖြစ်တာကြောင့်သူတို့နယ်မှာခလစ်သေးရဲ့6တယ်လို့နာမည်ကြီးနေတဲ့ကျောင်းပြတစ်ခုကိုလေ့လာဖို့အတွက်သူ့မြို့ကိုပြန်လာခဲ့ခြင်းလည်းဖြစ်ပါတယ်မြို့တွေကတရေရှာဖွေရေးအဖွဲ့တွေကတော့ဒီနေရာကိုသူတို့တွားရောက်ခဲ့တော့ထူးဆန်းတဲ့အတန်တွေကြားခဲ့ရပြီးအရေးတွေဖြတ်သွားတာမျိုးကိုလည်းမြင်တွေ့ခဲ့ရကြောင်းပြောပြခဲ့ပါတယ်ဒါပေမဲ့ဂါဘီယိုကတော့အဲ့ဒီနေရာကိုတယောက်တည်းတွားရောက်ခဲ့ပြီးတခြားလူတွေပြောနေကြတဲ့အကြောင်းအရာတကယ်ဟုတ်မဟုတ်ကိုလည်းစုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်ဒီနေရာဟာလူနေရက်ကွက်နဲ့လည်းအလှမ်းဝေးတဲ့နေရာတစ်ခုဖြစ်ပါတယ်သူကျောင်းထဲကိုရောက်လာတဲ့ချိန်ဟာညသကောင်လောက်ဖြစ်ပြီးကျောင်းထဲကိုရောက်လို့တိတ်မကြခင်မှာပဲအခုလိုထိတ်လန့်စရာဖြစ်ပျက်တစ်ခုနဲ့စတင်ရင်ဆိုင်လိုက်ရပါတယ်ခင်ဗျာဒါနဲ့ bro ရဲ့ဒီ video လေးသဘောကျတိုင်းနဲ့တက်တယ်ဆိုနေပြီဒီ video လေးကို like subscribe နဲ့တက်ကြဖို့မေးကြပါနေရောခင်ဗျာဆိုတော့အားလုံးပဲ let's go ဒီကတော့စတင်ကြောင်းပါနော် okay ကျွန်တော်နာမည်ကတော့ကနီတိုပိုင်းရတဲ့ကောက်ကျွန်တော်မသိပါဘူးခင်ဗျာ1952လားမသိဘူးဆိုတော့ကျွန်တော်ကြာပြီဗျပြောရရင်ပေါ့နော်ဝိုးအရင်တော့လေဒီတရားကိုလူရလာဘူးတယ်ကွာကြည်လားဒါပေမဲ့ဒီဘဲကျွန်တော်မယုံဘူးပေါ့စမ်းသပ်ချင်တာပေါ့ကွာခင်ဗျားတို့ပြောဒီနေရာမှာထူးဆန်းတယ်ဆိုတဲ့ဘာမှလည်းမရှိပါလားခင်ဗျားတို့ပြောတာခင်ဗျားတို့ကြည့်အောင်ဟို oh bro what the I know man ဖိနေဘro what the hell is that bro သူဟာစာသင်ခန်းဟောင်းတစ်ခုတည်းရှောက်ကြည့်နေတော့မှာပဲရုတ်တရက်သူ့ရှိမှာစုပုံထားတဲ့စာသင်ကောင်အောင်တွေကတစ်သားချောင်းတစ်ချောင်းဟာသူ့လိုရွှေရှားသွားတာကိုစသိန်းထပဲတွေ့မြင်ခဲ့ရပါတယ်။တပြိုင်နက်ဒါကြီးကဗျာကျွန်တော်လေတိုက်တက်နေဘယ်လိုမှမဖြစ်နိုင်ဘူးကွာဒီလားဘရိုတီးပြီးသားဖြစ်ပါပါလေတိုက်ရောက်နေတော့အဲ့ဒီဒေတာချောင်းကလွတ်ထွက်တယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။အဲမှာပဲမျက်နှာချင်းဆိုင်ကအခန်းတကားကလည်းတယောက်ယောက်ကဆွဲပိတ်လိုက်တဲ့လိုမျိုးဖိတ်သွားတာကိုမြင်လိုက်ရပါသေးတယ်။သူလည်းအစကတော့အနှဲငယ်ကြောက်လန့်သွားခဲ့ပေမဲ့အာတင်ပြီးအဆိုပါတကားရှိအောင်သွားကြည့်ခဲ့ပြန်ပါတယ်။ဒီခါမှာအမောင်လေးကပုံရိပ်တစ်ခုကိုအခုလိုတွေ့မြင်လိုက်ရတာကြောင့်သူကကျောင်းထဲကအသေးအတန်ထွက်ပြေးခဲ့ရပါတော့တယ်ခင်ဗျာဒီဘက်ကလောကမကြောက်ဘူးပေါ့နော်ကြောက်တော့ကြောက်တယ်မဲ့ဘလို့ဖက်ပြောပါသူကတော့အမှန်ကန်ကြောက်မှာပေါ့နော်ချင်းဗျာ